linking verb ဆိုတာပါလေအဲ့တော့ linking verb ကကျတော့ connect the subject and subject complement အဲ့တော့သူက subject နဲ့ subject ပြုလုပ်သူနဲ့ subject complement ဆိုတဲ့ subject ရဲ့အကြောင်းကိုထပ်ပြီးပြောထားတဲ့အချက်အလက်နဲ့ကိုချိတ်ဆက်ပေးထားတာကို linking verb လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ they do not show the action သူက action ကိုဖော်ပြတာမရှိပါဘူးသူကဘာကိုပဲဖော်ပြလဲဆိုရင် they show the more information about the subject ရဲ့အကြောင်းကိုပို့ပြီးတော့ပေါ်ပြတဲ့နေရာမှာသုံးစွဲတာဖြစ်ပါတယ်အဲ့တော့ linking verb တွေကဘာတွေလဲကြည့်ရအောင်နံပါတ်1ကကျတော့ verb to be တွေဖြစ်ပါတယ် verb to be တွေဖြစ်တဲ့ am is are was were be been being တွေဒီ linking verb တွေဖြစ်ပါတယ်ဒီ stative verb တုန်းကလည်းပြောထားတယ်အဲ့တော့ verb to be ဒီ stative verb လည်းဖြစ်တယ်နော်or example she is happy or she subject ကသူမက happy ဘာဖြစ်နေရလဲဆိုပျော်ရွှင်နေတယ်အဲ့ဒါကိုဘာနဲ့ဆက်ပြီးထားလဲဆိုတော့ verb to be ဖြစ်တဲ့ is နဲ့ဆက်ပြီးထားတယ် or she is happy သူမပျော်ရွှင်နေနောက်ထပ် linking verb က sense or condition အဲ့တော့ sensitive verb တွေပေါ့အဲ့တော့ဟိုတနေ့က stative verb မှာလည်းပြောထားတယ် sensitive verb တွေဒီလေဘာလဲဆိုလို့ချင်းဒီမှာ linking verb အနေနဲ့လည်းသုံးစွဲလို့ရတာဖြစ်ပါတယ်အဲ့တော့ see တို့ look တို့ taste တို့ feel တို့နော်ဒါတွေ smell တို့နောက်ကကျ sing တို့ look တို့ appear တို့ဒါတွေဒီလေ linking verb ဖြစ်သုံးစွဲတာဖြစ်ပါတယ် example ကြည့်ပါအောင် this soup tastes delicious အဲ့တော့ဒီ soup ပြုတ်ကရတာရှိတယ်taste က linking verb ဖြစ်သုံးစွဲတာဖြစ်ပါတယ်အဲ့တော့ taste ဆိုရဲ sensitive verb ကိုမသုံးဘဲနဲ့ verb to be is နဲ့သုံးနေရတယ်နော်အဲ့ဒါ stative verb ဗီဒီယိုမှာလည်းတေချာရှင်းပြထားပြီးသားဖြစ်ပါတယ်Number 3ကတော့ other linking verb တွေပါရှိသေးလဲဆိုတော့ become ဖြစ်လာတဲ့အပြီးရထပ်ပေါ်လာတဲ့ stay ဒီတိုင်းပဲရှိတယ် remain เนาะနောက်ပါရှိသေးလဲဆိုတော့ grow ပေါ့အစရှိတဲ့ဒါမျိုးတွေဒီအဲ့တော့မူလအခြေအနေတစ်ခုကနေမူလအတိုင်းပဲရှိနေသလားဒါမှမဟုတ်ပြောင်းလဲတိုးတက်သွားသလားအဲ့လိုမျိုးဖြစ်လာတဲ့အခြေအနေတွေကိုဖော်ပြတဲ့ဆက်သွယ်ချက်ကိုဖော်ပြရင်လည်းဒီဟာတွေဒီ linking verb တွေပဲဖြစ်ပါတယ် example he became a doctor သူဒီဆရာဝန်တယောက်ဖြစ်လာတယ်အဲ့တော့သူကဆရာဝန်ဖြစ်တယ်เนาะဒါပေမဲ့ဖြစ်လာတယ်ဆိုတာနဲ့ became ဒီ linking verb နဲ့သုံးစွဲထားတာဖြစ်ပါတယ်တခြား linking verb ကို sentence မှာဘယ်လိုသုံးစွဲလဲဆိုတာကိုတစ်ချက်ကြည့်ရအောင်အဲ့တော့ subject ပြုလုပ်သူလာမယ်ပြီးရင် linking verb လာမယ်အဲ့တော့နောက်မှာ object မလိုက်ပါဘူး linking verb သုံးစွဲမယ်ဆိုနောက်ကဟာဒီ subject complement ပဲဖြစ်ပါတယ် subject complement ဆိုတာ subject ရဲ့အကြောင်းကိုပို့ပြီးတော့ပေါ်လွင်ထင်ရှားအောင်ဖော်ပြချက်ကို subject complement လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ subject complement တွေကဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်အဲ့တော့ subject လာမယ် linking verb လာမယ်နောက်မှာသူ့ရဲ့ subject complement ဖြစ်တဲ့ noun ပြန်လာတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုက subject လာမယ် linking verb လာမယ် subject complement ဒီ adjective လည်းဖြစ်နိုင်တာဖြစ်ပါတယ်or example she is tired အဲ့ဆိုလို့ရှိရင်သူမဒီပင်ပန်းနေတယ်အဲ့ဒါဆိုလို့ရှိရင် subject က she ဖြစ်ပါတယ် linking verb က is ဖြစ်ပါတယ် subject complement က tired adjective ဖြစ်ပါတယ်ဆိုနာကပြောခဲ့တယ် he became a doctor အဲ့မှာဆိုရင် subject က he ဖြစ်ပါတယ် linking verb က became ဖြစ်ပါတယ်အဲ့နောက်ကဟာဒီ subject complement noun ဒီ a doctor ဖြစ်ပါတယ် linking verb တစ်ခုလုံးကိုလေ့လာပြီးရဲ့အခါမှာနောက်ဆုံးအနှစ်ချုပ်တစ်ခုပဲ bonus ပေးမယ်ဆိုရင် linking verb ဆိုတာ equal to ပါပဲ equal to လဲဆိုလို့ရှိရင် subject equal to နောက်က subject complement ဘာလဲဆိုတော့အရှိက subject ရဲ့အကြောင်းကိုပဲနောက်က complement ကပြောထားတာဖြစ်တဲ့အတွက်ကြောင့် linking verb ဒီ equal to နဲ့အဓိပ္ပာယ်တွားတူတာပေါ့ဒါဆိုရင်တော့ linking verb ကိုကောင်းကောင်းနားလည်လောက်ပြီးထင်တယ်เนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်